ညာအရေးချင်းရှစ်တန်းတော်လိုက်တာဒီအရွယ်လေးနဲ့ကျန်ရှစ်တန်းတော့ရောက်နေပြီစူးစမ်းလိုက်တာကြည်စမ်းမအောင်အရန်တော်တာပဲဟုတ်ပြီဒါနဲ့မင်းနာမည်ကတတိလေးဟိုကျွန်တော်နာမည်ကလေ စူပါငါသိတယ်ဒီထဲမှာရေးထားတယ်မင်းကပြောနေမင်းအတန်ကြားရတာနားထဲကိုတန်ပူရီလောင်းတဲ့တူပဲဟုတ်ကဲ့နော်မင်းအသက်က15နှစ်ပါခင်ဗျ15နှစ်ဟုတ်ကဲ့ဘယ်ထောင်မှကြာဘူးလားအင်းစိတ်ထောင်ပါပါဟာမဟုတ်ဘူးလေတတိလေးကျွန်တော်အသက်ပြောတာဟောအသက်ကျွန်တော်အသက်ကဟာ15နှစ်မင်းတော့ကမင်းရွယ်15နှစ်ပြီဟောမဟုတ်ကျွန်တော်အသက်က15အာ ဟာလဲ15အာဟာလဲ15 15ဆိုတော့30 မထင်ရဘူးကွာငါ60လောက်မှန်းလာပြီကျွန်တော်လက်ဖက်စားလို့မျက်နှာရင့်နေအေးဟုတ်မယ်မင်းရွယ်တဲ့တင်ပြီးရုပ်ကကြနေတာနော်ပညာရည်ချင်းဟိုကျွန်တော်ဘွဲရပြီးပါခင်ဗျအသက်30မှာဘွဲရညံ့လိုက်တာဒီလောက်ကညံ့လာဒီရွယ်လေးနဲ့အသက်20ကျော်လေးနဲ့ခု8တန်းရောက်နေပြီမင်းအသက်30ကိုမှခုမှဘွဲရတယ်အရှက်မရှိလိုက်တာမင်းပကုံးကြီးရှင်ပြီးထိုင်တယ်တော့လွန်လာနားလေလားနော်ကဲအဲ့ဒီတော့ဒီကညီမလေးနဲ့မင်းကိုဟုတ်ကဲ့ငါမေးချင်တာရှိရတယ်မင်းမေစူးစမ်းပြီးဖြေဟုတ်ကဲ့မင်းကြောက်နေနော်အားမနေနဲ့နော်အေးစစ်အုံနောက်ကိုထားပြီးဖြေနော်ဒီကစင်လေးကိုနံပါတ်1ပေးချင်တာကတို့မြန်မာနိုင်ငံမှာရွှေတကုံဘုရားဆိုရှိတယ်သိတယ်နော်အဲ့ဒီရွှေတကုံဘုရားဟာဘယ်မြို့မှာရှိပါတယ်ကိုဟုတ်လေဖေတုံးချင်မယ်နော်ဟုတ်ပြီဗျာဟုတ်ပြီမန္တလေးအဲ့လောက်မရောက်ဘူးဒီမန္တလေးနဲ့မဆိုင်ဘူးလေရွှေတကုံဘုရားနဲ့မန္တလေးနဲ့မဆိုင်ဘူးပြင်မနာလောက်မရောက်ဘူးလေ तू ကပြင်မနာလောက်ကိုမရောက်တာပြင်မနာလောက်မရောက်ဘူးပကိုးနီးစပ်လာပြီဖြေစမ်းရန်ကုန်မှာတော်လိုက်တာအမလီချက်စုံနဲ့ကွက်ကမီတောက်တန်းကနေဖြေနေတော့တော်လိုက်တာဘဟုတုတရှိတယ်တလောက်ထောက်ပြီးမှန်တယ်ဒီပေါ့မင်းကိုမေးမယ်မေးပါမင်းကိုလည်းဒီဖျားနဲ့ပတ်သက်တာပဲမေးမယ်ဟာမေးပါရွှေတကုံဖျားနဲ့ပတ်သက်တာပဲမေးမယ်အမလီလွယ်လိုက်တာမေးကုန်တို့ရွှေတကုံဖျားမှာအရှိအနောက်တောင်ညွတ်စမုတ်ကြီးလင်းမှုရှိဟုတ်ပါတယ်ခင်ဗျတောင်ဘက်မုတ်ဟာတိတယ်တိတယ်နော်တိပြီအဲ့ဒီတောင်ဘက်မုတ်ကနေဒီအောက်ဆုံးလှေကားထိတ်ကနေစပြီးတော့ဟုတ်ကဲ့ဟိုအထက်ပစ္စယံတိလှေကားအထက်ပေါင်းဘယ်နှစ်ထစ်လောက်ရှိဟိုအောက်ဆုံးကနေဟိုအထက်ပစ္စယံတိဟုတ်တယ်လှေကလေးပေါင်းဘယ်လောက်ရှိဟုတ်တယ်အဲ့ဒါကဟို9800နဲ့အဲ့လောက်မရှိဘူးလေအဲ့လောက်မသိဘူးဒီပုံလေးအဲ့လောက်မဟုတ်လားဟုတ်ဟို4200နဲ့အဲ့လောက်လည်းမနေဘူးလေအဲ့လောက်လည်းမနေဘူးအဲ့ဒါဆိုရင်690နဲ့ရှိတယ်မှားနေမဖြစ်နိုင်သေးဘူးလေမဖြစ်နိုင်ဘူးဖြစ်နိုင်ဘူးတတိဟိုအဲ့လောက်ကြီးများတော့ကျွန်တော်လည်းဘယ်အတိအကျသိပါမလဲတတိလိုက်တာဒီမှာနည်းနည်းလေးထောက်ပြလိုက်တာနဲ့တန်းငနဲ့ဖြစ်နေနဲ့မင်းတို့ဒီလောက်ထောက်ပြနေတော့မသိဘူးညှလိုက်တာအဲ့လောက်များတော့ဘယ်လိုလုပ်သိမလဲတတိပတ်ဝန်းကျင်ဘ ഹു တုတကိုမရှိဘူးထားလိုက်တော့အဲ့ဒါဆိုတတိသိတယ်ထင်တယ်လားဒါမသိလို့မင်းကိုမင်းနေတာပေါ့ဒါမသိလို့မင်းကိုမင်းနေတာပေါ့ရှာမရှိနေတတိယစင်လေးကိုဆက်မိမယ်အဲ့ဒီတောင်ဘက်မုံမှာတို့ချင်းသေးကြီးတွေရှိတယ်ဟုတ်ပြီနော်အဲ့ဒီချင်းသေးကြီးဟာဘယ်နှကောင်ရှိမလဲရှစ်ကောင်လောက်ရှိနေဘူးလေဘုရားရှင်မှာရှစ်ကောင်လောက်မထားဘူးအဲ့လိုမရှိဘူးမရှိဘူး6ကောင်ဆို